ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်မကတော့ရွှေလွားစိတ်တိုက်ကသမားတော်အနာပေါက်သမားတော်ပေါ့နော်လေကောင်းခရစ်ချီနာဆိုဝင်းနာဆိုကျွန်တော်တွေကိုအထူးတောင်းယူကုသပေးနေတဲ့အနာပေါက်သမားတော်ဒေါက်တာချစ်ချူဆွေပါနော်ဆိုတော့ကြတော့ကျွန်မဒီနေ့လာပြတဲ့အမျိုးသမီးလူနာပေါ့နော်ဒီနေ့လာပြတဲ့အမျိုးသမီးလူနာကတော့ကျွန်မတို့အသက်က38နှစ်ပေါ့နော်သူကခိုက်ပြတာပေါ့နော်ခိုက်ပြတဲ့ဆရာမတယောက်ဖြစ်ပါတယ်သူကနော်သူများကြီးလို့ဟိုမှာအတဖို့ထွက်တာတွေမရှိဘူးဝမ်းသွားသွေးပါတာတွေမရှိဘူးဝမ်းချုပ်များတာတခါလေးဆိုဝါချာတာလေးတွေပဲရှိတယ်ပေါ့နော်ယောဂအပြင်ပိုင်းချင်းတော့ဒါယောဂမဟုတ်ဘူးမရတော့မရှိဘူးဒါပေမဲ့သူနေရထိုင်ရတက်တာမရှိဘူးနေရထိုင်ရအဆင်မပြေဘူးပေါ့နော်အဲ့မျိုးဆိုတော့ယောဂတစ်ခုဆိုတာကလေစောစောစစ်စစ်ကုသတာယောဂလက္ခဏာပြတာကိုကစပြီးတော့အာယုံခံစားမိရတဲ့တကယ်နဲ့လာပြီးတော့ကုသမှုခံယူတာလူနာအတွက်အကောင်းဆုံးပါရှင်နော်ဆိုတော့ကျတော့သူကလာပြတော့ကြတော့ကျမကနားထောင်တယ်သူရဲ့ history taking ဘယ်ကနေဘယ်လိုစဖြစ်လဲပေါ့နော်အဲ့ဒါရဲ့ပြီးတဲ့အခါမှာသူ့ရဲ့အနာအခြေအနေကိုအသေးစိတ်စစ်စစ်စမ်းသပ်လိုက်တဲ့အခါရောက်တော့အတွင်းလိုက်ကလေးတွေပေါ့နော်အတွင်းလိုက်ကလေးနှစ်နေရာရှိတယ်ပြီးတဲ့အခါမှာဆိုအတွင်းသွေးကြောလေးတွေချောင်းနေရာလေးတွေတွေ့တယ်ပေါ့နော်အဲ့မျိုးဆိုတော့ကျမစီမှာတော့ကျမဒီလေကောင်းခွင့်ကြီးနာဆိုခွဲနာဆိုကျွန်တော်အစစ်1နှစ်3နှစ်သမားတွေကိုခွဲဆရာဖြစ်ဆရာမလိုပဲနဲ့ဘယ်တော့ဆိုကြိုးမရှိပဲနဲ့တော့အမြင့်တက်တာပြောက်ခင်းအောင်တာဝန်ယူပြီးတော့ကုသပေးနိုင်ရပေါ့နော်ကျမတို့ကုသမပေးနိုင်တဲ့ယောဂတွေဆိုတာတိတက်ရှိတယ်။ဘာလဲဆိုတော့ကျမတို့စအိုကန်ဆာမရဘူးစအိုကျွတ်လို့မရဘူး။နော်အဲ့လိုမျိုးမရတဲ့လူနာတွေဆိုလို့ရှိရင်တော့ကျမကသက်ဆိုင်ရာစီးရုံကိုတခါတည်းလွှဲစာရေးပြီးတော့လုပ်ပေးတယ်ပေါ့နော်။လူနာတွေအနေနဲ့ကျမပြပြပေးချင်တာကလေကိုယ့်ရဲ့ယောဂကိုကုသတဲ့အခါမှာရေရိုးသားသားပုတ်ပွနဲ့လည်းမှန်မှန်ကန်ကန်ပြောပြပြီးတော့ကုသမှုခံယူဖို့အရေးကြီးရပေါ့နော်။ဒီဆီယာမကတော့ပြောမယ်ဆိုလို့ရှိရင်ကျမတို့တော့လက်ကောင်းအတွင်းလက်အနေနဲ့ဆိုရင် step 1 2ပေါ့နော် step 1 2ဒီလိုမျိုးလေးရှိတယ်ဆိုအတွင်းသွေးကြောလေးတွေရမယ်ပေါ့နော်အဲ့မျိုးဆိုတော့ကျမအနေနဲ့ကတော့ဒါ minor case ပေါ့နော်ပြီးတဲ့အခါမှာလူနာကိုလည်းဝမ်းသာတယ်ဒီလိုမျိုးစောစောစီးသိပြီးတော့လေရောက်လာတဲ့လူနာဆိုတာတကယ်ကိုရှားတယ်တော့တော်တော်များများကဝမ်းချုပ်တယ်ဆိုလို့ရှိရင်ဝမ်းချုပ်စေးတွေအလွယ်တကူတောက်လိုက်တယ်တချို့ဆိုဝမ်းချုပ်စေးလုံးတွေနော်ဝမ်းချူရတယ်နေ့စဉ်ပဲပြတ်ပေါ့နော်ဒါကရေရှည်ကြလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့နော်ကျမဒီဝမ်းချုပ်စေးတွေဝမ်းချူတာတွေကိုဥရှင်ပိုက်ဆက်တွေပေါ့နော်အဲ့လိုမျိုးယူလေးစားတာကိုလုံးဝအားမပေးပါဘူးဘာကြောင့်အားမပေးဘူးလဲဆိုတော့လေအတွင်းထဲမှာအတွင်းလေးလိုမျိုးစိုးတွင်းသေးချောလေးတွေကြောင်နေရလိုမျိုးယောဂဝေဒနာအခန့်ရှိလို့ရှိရင်အဆင့်မြန်တက်သွားမှာဆိုလို့သိလားနော်အဆင့်မြန်တက်သွားမှာဆိုလို့ကျမတို့စီးတိုက်မှာလည်းဝမ်းချုပ်စေးရှိတယ်ဒါပေမဲ့ကျမစီစေးလာဝယ်တိုင်းကျမဒီလူနာတွေကိုဘာကြောင့်တောက်မှလဲနော်ဝမ်းရှုပ်များသလားနော်ကြီးတောက်နေသလားအမြင့်တက်စားသုံးမှုနေသလားပေါ့နော်ဒီလိုမျိုးတွေကိုကျွန်မကအမြဲတမ်းမေးတယ်မလိုအပ်ရင်မတောက်ပါနဲ့ကိုယ့်ယောဂအခြေအနေပေါ်မူတည်ပြီးတော့လိုအပ်တဲ့စစ်ဆေးကုသမှုခံယူနော်အတက်နိုင်ဆုံးကျွန်မဒီစေးလာဝယ်လို့ရှိရင်ဘာကြောင့်တောက်တာလဲတက်နိုင်တဲ့များကိုစေးအားကိုပြီးတော့မနေစေချင်ဘူးပေါ့နော်စေးအားကိုပြီးမနေစေချင်ဘူးဆိုတာကျွန်မအတွက်ပြောတာမဟုတ်နော်ဥလန်းချောင်းကျန်းမာရေးအတွက်နော်ရေရှည်ကြတော့ဘာဖြစ်သွားမလဲဆိုတော့ဥလန်းချောင်းကျန်းမာရေးအတွက်မကောင်းနော်ကိုယ့်ရဲ့ healthy lifestyle ကိုပြောင်းပြီးမယ်လူနာတွေအနေနဲ့နော်ကိုယ့်ရင်များများကောင်းမယ်အမြင့်တက်များများစားမယ်နော်ပြီးတဲ့အခါမှာကိုယ်လည်းလှုပ်ရှား